အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ညကတော့ကျွန်တော်တို့ညီကိုတွေလူနေနဲ့လေးပြန်ပြီးတော့စုံတာနဲ့ကျွန်တော်တို့ညသာစားဖို့အတွက်ပေါ့နော်ကျွန်တော်တို့တောပြန်ရင်ချက်ဖို့အတွက်လဲတဲ့ကိုကျွန်တော်တို့ကြွက်ထိုးထွက်ပါမယ်ကြွက်ကဘယ်လောက်ရမလဲဘာမလဲတော့ကျွန်တော်တို့လည်းမသိသေးပါဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကြွက်ထိုးတဲ့ဗီဒီယိုလေးကိုကြည့်ကြနေဆိုလို့ရှိရင်တော့ကျွန်တော်တို့လည်းဒီကို like ခဲ့ပေးဖို့ဖိတ်ခေါ်ချင်ပါတယ်လိုက်ပြီးတော့ကြည့်ကြပါအောင်လို့လည်းဖိတ်ခေါ်ချင်ပါတယ်နော်ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်သွားလိုက်ရအောင်နော်ရှီကတော့တလဟောဗျာမိုက်တယ်ကွာရရေဒီရေကဝင်လာလားမသိဘူးမင်းအကြီးလားဘာမနေ့ကရေမလာဘူးမနက်ကမှဆက်လာတာအေးရောငါလေးတပ်ပေါ့ငရမ်းအုပ်နေတယ်ညီရဲနဲ့ဟာအများကြီးပဲဟာညီရဲနဲ့တဟင်းသားတော့ပိုင်ငှက်တွေရှိရနော်အမငှက်တွေအိတ်တယ်ကျွန်တော်ညီကိုဟိုနားမှာတော့တွေ့နေပြီဗျအမ3ယောက်ဆိုင်နေနေတေးချကြည့်ရောအေးအမတို့လှုပ်နေလက်တေးချကြည့်မှာတို့အေးဒီပါလှုပ်တာဟုတ်ပါမနေရှိပါကျွင်းဘက်မှာကျွင်းဘက်ဟေးဒီမှာဟေးဒီကိုရောက်ပြီဒီမှာဘိုးကျွန်းတိတ်မဆိုင်နဲ့တွေ့ရင်ပိတ်ထိုးလိုက်ခဏနေသူ့လည်းကနေသူ့ကြောင်းနေဒီအဲ့ဒီကမဖွင့်ဘူးဟာဒီညတော့ကျွန်တော်တို့ညီကိုတွေတိတ်ပြီးတော့လက်ကြီးမကောင်းဘူးเนาะဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီညတွက်ထိုးတာလေအရန်တိုက်တယ်စပားတွေကလည်းအခုချိန်ကတော်တော်ထူးနေပြီဆိုတော့ဒီညကတော့ကျွန်တော်တို့အခုရတဲ့တကောင်ပဲရခဲ့တယ်ပေါ့နော်လက်ကွက်တွေတော်တော်များများလိုက်ခဲ့ပြီမလဲတိတ်မရခဲ့ဘူးဒီတကောင်ပဲဒါပိတ်ဆုံးနေနဲ့ရတာပေါ့နော်ဒီတကောင်တော့မှကန်ကောင်းလို့ရတာလေအရန်တိုးနေလဲကျွန်တော်တို့ဒီလိုမျိုးကြွက်ထိုးတာအဆင်မပြေဘူးပေါ့နော်အခုကတော့ကျွန်တော်တို့တကောင်ပဲရပါတယ်လို့နော်သုံးထိလိုက်ပါကြည့်ယူပြီးတယောက်ချင်းတိုင်းကိုလည်းကျေးဇူးတင်ပါတယ်